ဘယ် skin care သုံးဘာလို့အသားရည်ကြီးမလာတာလဲဒီမေးခွန်းကိုလူတိုင်းမေးဘူးချမယ်ထင်ပါတယ်ဒီ product လဲဝယ်တယ်ဟို product review ကောင်းပြီဆိုတာနဲ့အကုန်လိုက်သုံးတယ်ဒါပေမဲ့မျက်နှာက tired ပင်ပန်းနေတော့မယ်တခုခုတော့မှားနေပြီညဘက်တွေနောက်ကျမှအိတ်တာရေတောက်နေတာ stress စိတ်ပင်ပန်းမှုများတာအဖြည်းဖြည်းနဲ့သဘောပေါက်တင်တာက product တစ်ခုတည်းကြောင့်မဟုတ်ဘူး daily habit နေ့စဉ်လုပ်နေကြအမှုအကျင့်တွေက skin ကိုတောက်ပမလာစေတာပဲတခါတလေ glowing skin ရဖို့ဆို expensive skin care ထပ်ဝယ်တာထက် skin ကိုအနာပေးဖို့လိုတယ်ဆိုတာသတိပြုဖို့လိုတယ်ဘာလို့ဆိုလူတိုင်းက skin care product အပေါ်ကိုပဲအပြစ်ပုံချတတ်ကြတယ်မလား glowing skin healthy skin ဆိုတာ overnight result တညတည်းနဲ့ချက်ချင်းရလာတဲ့အရာတွေမဟုတ်ဘူးနောက်ပိုင်းတတိထားမိလာတာက small habit စောအိတ်တဲ့နေ့တွေဆိုမျက်နှာကပိုပြီးအဆင်ပြေနေတယ်လို့ပဲရေပုံမှန်တောက်ပြီး sun cream ပုံမှန်လိမ့်တဲ့နေ့ဆိုကိုယုံကြည်မှုရှိတယ်လို့ခံစားရစေတယ်ဒါကြောင့် product အများကြီးပြောင်းမသုံးတော့ဘူးကိုယ့်အသားရည်ကိုအနာပေးဖို့ကိုပဲစူးစမ်းတော့တယ်